Hello အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့သူရပါဒီနေ့ကြိုရေးချင်ထားတဲ့ခေါ်တီလေးရတော့1880 1880ခုနှစ်လောက်ကအမေရိကန်မှာအရန်ကိုလူကြိုက်များပြီးပေါ်ပူလာဖြစ်ခဲ့တဲ့ထွန်ခေါ်လင်းခေါ်တီလေးပဲဖြစ်ပါတယ်ခင်ဗျာဒီခေါ်တီလေးက classic ခေါ်တီမျိုးလည်းဖြစ်အရန်ကိုတောက်လို့ကောင်းတဲ့ခေါ်တီလေးပဲဖြစ်ပါတယ်ခင်ဗျာပေါ်ဝင်မဲ့ပစ္စည်းလေးတွေကတော့ဂျင်းလီမွန်ဂျူးစင်ဘက်ဆာရက်ဆိုဒါဝါတာတို့ပဲဖြစ်ပါတာခင်ဗျာโอเคဗီဒီယိုလေးကိုစလိုက်ရအောင်ကျင်း60 ml ထည့်ပါမယ်လီမွန်ဂျူး20 ml ထည့်ပါမယ်စင်ဘက်ဆာရက်50 ml ထည့်ပါမယ်โอเคရေခဲထည့်ပြီးရှက်ရအောင်ဆိုဒါလေးအပ်ပါမယ်ကားနစ်လေးထည့်ပါမယ်ဒါလေးကတော့ထွန်ခေါ်လင်းခေါ်တီလေးပဲဖြစ်ပါတယ်ခင်ဗျာရှာတတလေးနဲ့ရန်ကိုတောက်လို့ကောင်းတဲ့ခေါ်တီလေးပဲဖြစ်ပါတယ်ခင်ဗျာအတိတ်တော့ကော်တီလေးတွေကိုလည်းအမြဲတမ်း review လုပ်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ Facebook page လေးကို like and follow လုပ်ပေးခဲ့ကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာ Okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်